ဒါကပြောကိုပြောမယ် topic နော်ဒါကျွန်တော်တို့လည်းအမြဲတမ်းလူနာတွေ comment လုပ်တယ်ဆရာကြီးညအစာမဆိုင်အိမ်မပြောဘူး no ဒါဒီကျွန်တော်တို့ကြုံခဲ့တယ် craving ဖြစ်တယ် stress တွေများတယ် cortisol hormone မင်းဒီအုံနောက်ရဲ့ခြေလည်မှုကိုမင်းခံနေရတာခန္ဓာကိုယ်ကြီးကလိုက်နေတာစိတ်ရဲ့စိုးမိုးမှုခံနေရတာဒီဒါကြောင့်မို့ stress လို့ခေါ်တယ် stress များရင် cortisol hormone တက်ရင်လူဆိုတာအသက်40ရောက်ရင်ကျွန်တော်တို့ကဘာဖြစ်လဲဆိုချိုကြိုက်လာတယ်ပို့စားကျင်လာတယ်မှတ်ထားပါစိတ်ညစ်လေပို့စားလေပဲဒါပြနော်စိတ်ချမ်းသာအောင်နေအဲ့စီးတို့သမားတွေကို ADA လို့ခေါ်တယ် American Diabetes Association ကျွန်တော်ဆိုတာကျွန်တော် member ဖြစ်ခဲ့ဘူးတယ်တွားခဲ့တယ်2016အဲ့လောက်ကလေးတွားဘူးတယ်နော် American ၄ခေါက်တော့ရောက်ဘူးတယ်စီးကျုပ်ပွဲ2ခါတက်ဘူးတယ်အသက်ပွဲ2ခါတက်ဘူးတယ်4ခေါက်လား5ခေါက်လားမမှတ်မိတော့သိကြတယ်အဲ့တော့ပြလာဒီလိုကွာသူတို့ကဘယ်လိုလဲဆိုတော့ခုနောက်ပိုင်း update ဒီကျွန်တော်တို့နော်ပြောသလိုပဲဘုရားဘာသာဟောတယ်လို့ဖះရှင်ဟောတယ်လို့ကန်စိတ်ဥရုအာဟာရပဲအဲ့တော့စီးရသမားတွေဒီစိတ်ချမ်းသာအောင်နေပါ connection မပြတ်ပါနဲ့မင်းရဲ့တငယ်ချင်းမိတ်ဆွေပေါင်းသင်းနေနဲ့တပတ်ကိုတစ်ခါလောက်တွေ့ပါနိုင်အောက်ထွက်ပါနိုင်အောက်ထွက်ဆိုတာပျော်ဖို့အတွက်ပြောတာနော်တချင်းလေးနားထောင်ပါ music လေးနားထောင်ပါစိတ်ချမ်းသာအောင်နေကွာကျွန်တော်ကလွန်နေပြီစဉ်းစားကြည့်ကျွန်တော်စိတ်ချမ်းသာအောင်လုပ်တာများနေလို့မိန်းမဘေးကနေကတ်လိုက်နေစဉ်းစားကြည့်နော်တောင်ကြီးမှာစိတ်ကမ်းဖွင့်တယ်2012 13เนี่ยဆိုတော့14 15ရှိပြီရန်ကုန်မှာလည်းဖွင့်နေတယ်မိမအခုမှကြက်ကြက်မက်မက်လိုက်တာဆိုတော့တနင်္လာပဲရှိသေးတာဆိုတော့လှုပ်ချင်တာလှုပ်သားချင်တာတောက်ချင်တာတောက်လှုပ်ပုံပြဲနေတာကွာအဲ့လိုနေခဲ့တဲ့ဘွားကြီးမှာကိုကတန်တယ်နော်တေသင့်နေပြီတေလည်းဘာမှဖြစ်တော့ဘူးထူးနေတန်တယ်လေဘွားမှာလှုပ်ချင်တာလှုပ်ပြီးပြီကွာအဲ့လိုလူမျိုးဆိုတော့ကျွန်တော်ပြောတာတွေအမှန်နေကိုတွေ့တွေပြောပြတာအဲ့တော့စိတ်ချမ်းသာအောင်နေပါ stress ကိုလျှော့ရင် तू ကဘိုင်းမပြေလေအိပ်ပျော်တယ်ဘာလို့ဆိုတော့ကျွန်တော်တို့ဒီဥပုသ်ဆောင်တယ်တို့ဘာလို့ဆိုတာစိတ်ကိုထိန်းတာကွာစိတ်ကိုထိန်းတဲ့အတွက်ရုပ်ကိုလည်းထိန်းလို့ရတယ်တပည့်မနော်စိတ်ကိုထိန်းနိုင်ရင်မင်းရုပ်ကိုထိန်းလို့ရတယ်ရုပ်ကြီးကစားနေတာလေအဲ့ဒီကစိတ်ကဖြစ်နေတာအမှန်စိတ်ကဖြစ်နေမစားလိုက်ရတယ်အာယုံပြောင်းပလိုက်လို့ရတယ်ကျွန်တော်ပြမယ် fight or flight ဆိုတာရှိတယ်မင်း do or die လို့ခေါ်တာမင်းသေမလားမင်းချမလားဥပမာကွာမီးလောင်နေတယ်ဆိုရင်အဲ့ချိန်မှာလူတွေကအလတ်ဖြစ်သွားတယ်ဒုံတိုင်းဆိုဟော်မုန်းတွေထွက်လာတယ် stress ဟော်မုန်းတွေ adrenaline ထွက်လာတယ်မကြောက်ဘူးဥမာကကျွန်တော်အမြင့်ကိုကြောက်ဘူးမုံတိုင်းခုန်ချတယ်ကျွန်တော်တို့က adrenaline ကမူးမှထွက်တာကွာတခါကျတော့ကြောက်တယ်အမြင့်ကိုတခါတည်းဟိုအောက်ကကြည့်ရင်ကြောက်တယ်ကွာဒါပေမဲ့ကွာခုန်ချဖို့ sky diving လုပ်ဖို့ဆိုရင်ကျွန်တော်ကစ်ထားမှရတာမကြောက်တော့ဘူးအဲ့တော့ဘာဖြစ်လဲဆိုတော့ adrenaline လို့ခေါ်တာအဲ့လိုချိန်မှာခန္ဓာကိုယ်ထဲမှာသွေးထဲမှာအချိုတက်လာတယ်အဲ့တော့ခန္ဓာကိုယ်ကစားချင်စိတ်များအောင်လုပ်ပေးတာအဲ့လိုမျိုးပေါ့နော် stress များတယ်ဆိုတာအဲ့ဒါကိုပြောချင်တာစိတ်ပြီးစုများလေပိုစားလေပဲအဲ့တော့စိတ်ကို control လုပ်နိုင်တဲ့နီးလန်းတွေကိုလေ့လာပါ orderly လုပ်ပါကျွန်တော်ပြောလို့ orderly လုပ်ပါအဲ့ဒါဆိုရင်မစားလဲအိတ်တာပဲဘိုက်စာရေးတော့ပေါ့ကွာနောက်ဆုံးကွာမထိန်နိုင်ကြောက်ပြုတ်လေးကက်ထက်လိုက်အဲ့ဒါဆိုရပြီစိတ်ကိုထိန်းဖို့လိုတာပေါ့နော်စီးကြုံနဲ့